ဒီအမျိုးသမီးကတနေ့ကိုလက်ကျိန်ပေါင်း800လောက်ဆေးကြောလေးရှိပါတယ်အကယ်၍သူမကတကားလက်ကင်ကိုမတော်တဆထိမိသွားရင်တော့အစကနေပြန်ဆေးရတာမျိုးပါသူမဟာတ िश ူးလိတ်ကိုလည်းအမြဲဆောင်ထားတတ်ပါတယ်ရုတ်တရက်အဲ့ဒီတ िश ူးလိတ်ကကြမ်းပြင်ပေါ်ပြုတ်ကျသွားတဲ့အခါမှာတော့သူမကအဲ့ဒီအလိတ်ကိုလုံးဝပြန်မကင်တော့ပါဘူးသူမဟာတ िश ူးတချို့ကိုချက်ချင်းဆွဲဖြတ်ပြီးအရင်ဆုံးလက်ကို6အောင်တုတ်ကရေပုံပိုင်ကောင်းကိုအဲ့ဒီတ िश ူးနဲ့ပဲပတ်လိုက်ပါတယ်အဲ့ဒီနောက်ပိုနေတဲ့တ िश ူးတွေကိုအိမ်သားထဲထည့်ပြီးရေဆွဲချလိုက်ပေမဲ့စိတ်အလိုလျောက်သူမရဲ့မျက်နှာကိုပြန်ကင်မိသွားပါတယ်အဲ့ဒီအခါသူမအမြဲဆောင်ထားတဲ့ဆက်ပြာကိုထုတ်ပြီးမျက်နှာကိုချက်ချင်းပြန်ဆေးပါတော့တယ်သူမဟာဇီဝဗေဒပညာရှင်တယောက်ဖြစ်ပြီးဒါကပဲသူမကိုပိုးမွှားကြောက်တဲ့ယောဂအပြင်းထန်ဖြစ်စေခဲ့တာပါကုသမှုခံယူဖို့အတွက်သူမဟာစိတ်ကျန်းမာရေးဆေးကန်းတစ်ခုကိုတွားခဲ့ပါတယ်အဲ့ဒီမှာစိတ်ဆွဲလန့်မှုလွန်ကဲနေတဲ့တခြားလူနာတွေလည်းရှိနေကြတာပါရုတ်တရက်လူနာတယောက်ကအမျိုးသမီးရဲ့စံပင်ကိုကင်လိုက်ပါတယ်သူမဟာအိမ်သားထဲကိုချက်ချင်းပြေးဝင်သွားပြီးပါလာတဲ့ခေါင်းလျှော်ရည်နဲ့စပင်တွေကိုအဆအဆုံးပြန်လျှော်လိုက်ပါတော့တယ်ပြီးတော့စပင်တွေကိုပါအသေးချာပြန်စီးထားလိုက်ပါတယ်ဒါပေမဲ့သူမဆောင်ဆိုင်ကန်းကိုပြန်ရောက်လာတဲ့အချိန်မှာတော့ဆရာဝန်ကအခုထိရောက်မလာသေးဘူးဆိုတာသိလိုက်ရပါတယ်ဒါကြောင့်လူနာတွေဟာအချင်းချင်းစကားပြောရင်းတယောက်ကိုတယောက်ကူညီဖို့ဆုံးဖြတ်လိုက်ကြပါတယ်အမျိုးသမီးရဲ့တန်ရှင်းမှုလွန်ကဲတဲ့ဆွဲလန့်မှုကိုကုသပေးဖို့အတွက်အများဆုံးအိမ်သားကိုကင်ကြည့်ဖို့သူမကိုတောင်းဆိုကြပါတယ်အဲ့ဒါကအရန်ညစ်ပတ်လွန်းတဲ့အတွက်သူမကလက်လျှော့ချင်နေတာပါအမျိုးသားတယောက်ကသူမရဲ့လက်ကိုဆွဲပြီးလက်စိတ်ကံပေါ်မှာဟိုဘက်ဒီဘက်အတင်းပို့ဆွဲပါတော့တယ်အဲ့ဒီခံစားချက်ကသူမကိုအကြီးကျယ်စိတ်ဆုံးနစ်စေပါတယ်သူမကရက်ဖို့တောင်းပန်ပေမဲ့သူကတော့မရက်ပေးပါဘူးစိတ်ပြအားငယ်သွားတဲ့အဆုံးမှာသူမကထိုမျိုးသားရဲ့မျက်နှာကိုဖျက်ရိုက်လိုက်ပြီးအဲ့ဒီနောက်မှာလည်းလက်ပြန်ဆေးဖို့သူမမမေ့ခဲ့ပါဘူးဒါပေမဲ့နောက်ထပ်ကုသမှုအပိုင်းမှာတော့လူနာတယောက်ကရုတ်တရက်ပန်းနိုင်ရင်ကြက်ထလာပါတယ်သူမကိုကူညီပေးနေရင်းနဲ့အမျိုးသမီးဟာသူမရဲ့ပိုးမွှားကြောက်တဲ့စိတ်ကိုလုံးဝမေ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့အားလုံးဟာစိတ်ဆွဲလန့်မှုလွန်ကဲတဲ့ယောဂကိုကုသနိုင်မဲ့နည်းလမ်းတစ်ခုကိုရှာဖွေတွေ့ရှိသွားကြပုံရပါတော့တယ်